Hello အားလုံးပဲမင်္ဂလာပါဘန်ဒရာဝန် channel ရဲ့ဂျပန်စကားပြောလေ့ကျင့်ရအောင်ဗီဒီယိုလေးတွေကနေအားလုံးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်เนาะကျွန်မကတော့ဘန်ဒရာဝန် group ရဲ့မူမိုင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာဆက်လက်ပြီးတော့ဟီနာမtsuriဟီနာပွဲတော်ဆိုတဲ့ဂျပန်ရဲ့ပွဲတော်တစ်ခုအကြောင်းကိုလေ့လာကြမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်စလိုက်ရအောင်3လပိုင်း3ရက်နေ့ကဟီနာမtsuriပွဲတော်နေ့ဖြစ်ပါတယ်ဟီနာမtsuriဆိုတာကမိန်းကလေးတွေပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာဖို့နဲ့ကျန်းမာဖို့အတွက်ရည်ရွယ်ပြီးတော့ဆုတောင်းပေးတဲ့ပွဲတော်ဖြစ်ပါတယ်။ပွဲတော်နေ့မှာဆိုလို့ရှိရင်အိမ်မှာဟီနာအယုတ်ကလေးနဲ့အလားစင်နာတို့ချီရာရှိဆူရှီတွေဟီရှိမူချီတွေစားတာတို့လုပ်လို့ရှိပါတယ်။ပြီးတော့အဲ့ဒီဟီရှိမူချီမှာသုံးတဲ့အယောင်တွေကကန်ဆူးမှုကိုရှောင်ရှားဖို့အတွက်ပန်းရောင်ကိုသုံးတယ်။အဖြူအောင်ကတော့တန့်ရှင်းခြင်းနဲ့အစိမ်းရောင်ကတော့ကျန်းမာရေးကိုညီညွတ်နေဆိုပြီးတော့ဟီနာမဆူရီအကြောင်းလေးကိုရေးထားတယ်။ကြည့်ဒါဆိုလို့ရှိရင်ဒါလေးကိုဂျပန်လိုပြောကြည့်ကြမယ်နော်။3လပိုင်း3ရက်နေ့ကဟီနာမဆူရီပွဲတော်နေ့ဖြစ်ပါတယ်တဲ့။အဲ့တော့3လပိုင်း3ရက်နေ့ဆိုတော့3月3日は3လပိုင်း3ရက်နေ့ကဟီနာမဆူရီရဲ့နေ့ဖြစ်ပါတယ်။ဟီနာမဆူရီの日です。ရမယ်နော်3月3日はဟီနာမဆူရီの日です。ဟီနာမဆူရီဆိုတာကအဲ့တော့ဟီနာမဆူရီတို့ဝဟီနာမဆူရီဆိုတာကမိန်းကလေးတွေရဲ့女の子のပျော်ပျော်ရွှင်ရွှင်ကြည်ပြင်းမှုပျော်ပျော်ရွှင်ရွှင်ကြည်ပြင်းမှုကိုစုကိုးရာကာနစေချောလို့ပြောပါတယ်စုကိုးရာကာနစေချောနှင်းဆိုလို့ရှိရင်တို့ကျမ်းမာဖို့အတွက်ခံကိုးကိုရည်ရွယ်ပြီးတော့ဆုတောင်းတဲ့ပွဲဖြစ်ပါတယ်အဲ့တော့ဆုတောင်းတဲ့ပွဲဆိုလို့ရှိရင်နေဂါဟုအိုမာtsuriですအဲ့တော့ဒီကြောင့်လုံးကဟိနာမtsuriとは女の子のすごやかな成長と健康を願うお祭りですရမယ်နော်ပြီးလို့ရှိရင်ပွဲတော်နေ့မှာဆိုလို့ရှိရင်အိမ်မှာဟိနာရုပ်လေးနဲ့အလားစင်တာမျိုးこの日にはဒီနေ့မှာပေါ့နော်ပွဲတော်နေ့ဆိုတာကဟိနာမဆိုရပြောတာမလို့ပြန်ပြီးတော့အစားထိုးပြီးတော့ဒီနေ့မှာဆိုပြီးတော့သုံးလိုက်မယ်အဲ့တော့この日にはဒီနေ့မှာဆိုလို့ရှိရင်အိမ်မှာ家にဒါမှမဟုတ်家の中にဟိနာအယုတ်ကလေးတွေဟိနာနင်းကျော်ဟိနာအယုတ်ကလေးဟိုဂျပန်အယုတ်မလေးပြောတာနော်ဟိနာနင်းကျော်ကိုအလားစင်တာမျိုးခါစားတာရီချီရာရှိဆူရှီတို့ဆိုလို့ရှိရင်ချီရာရှိဆူရှီရတို့ဆိုလို့ရှိရင်ရနဲ့သုံးမယ်နော်ပြီးရင်ဟီရှိမိုချီအိုစားတာတို့ဒါပဲတာရီလောက်ပါတယ်ရှိမတ်အဲ့တော့ဒီကြောင်းလုံးကこの日には家の中にひな人形を飾ったりチラシ寿司やひし餅を食べたりしますပြီးတော့ဟီရှိမိုချီမှာသုံးတဲ့အယောင်တွေကကန်ဆူးမှုကိုရှောင်ရှားဖို့ပန်းရောင်တဲ့အဲ့တော့ဟီရှိမိုချီဆိုလို့ရှိရင်ဟီရှိမိုချီနိသုံးလေးရှိတဲ့ပြောချင်တာသုံးချင်းခံရတယ်ပေါ့နော်သုံးချင်းခံရတဲ့အယောင်လို့ပြောမယ်ဆိုရင်စူကာဟီမတ်ကအသုံးပြုတယ်သုံးချင်းခံရတယ်ဆိုရင်စူကာဝါရဲရုလို့ပြောရမယ်စကာဝါရဲရုအယောင်ကအီရိုဝဟီရှိမိုချီနိစကာဝါရဲရုအီရိုဝကန်ဆိုးမှုကိုဖူကိုလို့ပြောပါတယ်။ရှောင်ရှားတာတော့စာကေရုလို့ပြောတယ်။အဲ့တော့ဖူကိုကိုစာကေရုတမယ်နိကန်ဆိုးမှုကိုရှောင်ရှားဖို့အတွက်ဘာရောင်လေးလဲဆိုတော့ပန်းရောင်တနည်းအားဖြင့်ဘယ်လိုအရောင်လဲဆိုတော့မမွန်ဒီရဲ့အရောင်ပေါ့နော်မိုမိုအီရိုလို့ပြောပါမယ်မိုမိုအီရိုဖူကိုကိုစာကေရုတမယ်နိမိုမိုအီရိုပြီးလို့ရှိရင်အဖြူကရှီရိုဝါတန်ရှင်းခြင်းကိုစိတ်ကက်စုလို့ပြောပါတယ်အဲ့တော့ရှီရိုဝါစိတ်ကက်စုအဖြူကတန်ရှင်းခြင်းအစိမ်းရောင်ကတော့မီဒိုရီဝါကျမ်းမာရေးဆိုရင်ခင်းကိုအိုညီညွတ်ပါတယ်ရှောချောစတေမတ်လို့ပြောရပါတယ်ရှောချောစတေမတ်အဲ့ဒါဆိုရင်ဒီတစ်ကြောင်းပြန်ပြောမယ်ဆိုရင်ဟီရှိမိုချီမှာ၃လေးရှိတဲ့ဟီရှိမိုချီနိစကာဝါရဲရုအယောင်တွေကဤတို့ကကန်ဆူမှုကိုရှောင်ရှားဖို့အတွက်ဖူကိုစာခဲရုတာမယ်နိပန်းရောင်မူမူဤတို့အဖြူကရှီရိုဝတန်ရှင်းခြင်းနဲ့စေကက်စ်အစိမ်းရောင်ကမီဒိုရီဝကျမရေးကိုရည်ညွှန်းပါတယ်ခံကိုရှော့ချော့စတေမတ်ဆိုပြီးတော့ဖြစ်ပါတယ်
ကဲဒါဆိုလို့ရှိရင်ဒီဟာကိုအားလုံးပြောတတ်ကြမယ်ထင်တယ်နော်အရင်ဆုံးဂျပန်လိုစာပိုက်လေးသွားဖတ်လိုက်မယ်3月3日はひな祭りの日です。ひな祭りとは女の子の健やかな成長と健康を願うお祭りです。この日には家の中にひな人形を飾ったり、ちらし寿司やひし餅を食べたりします。ひし餅に使われる色は服を避けるために桃色、白は清潔、緑は健康を象徴しています。အားလုံးပဲပြောတတ်ကြမလားဒီဟာလေးကိုအတူတူပြောကြည့်ကြမယ်နော်3လပိုင်း3ရက်နေ့ကဟိနာမツリပွဲတော်နေ့ဖြစ်ပါတယ်3月3日はひな祭りの日ですဟိနာမツリဆိုတာကမိန်းကလေးတွေပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာဖို့နဲ့ကျန်းမာဖို့အတွက်ရည်ရွယ်ပြီးဆုတောင်းမိတဲ့ပွဲတော်ဖြစ်ပါတယ်ဘယ်လိုပြောမှာလဲဟိနာမツリとは女の子の健やかな成長と健康を願うお祭りですပွဲတော်နေ့မှာဆိုရင်အိမ်မှာဟိနာအယုတ်လေးတွေနဲ့အလားစင်တာမျိုးこの日には家の中にひな人形を飾ったりチラシ寿司နဲ့ဟိရှိမူချီစားတာတို့လုပ်လို့ရှိပါတယ်チラシ寿司やひし餅を食べたりしますဟိရှိမူချီမှာအသုံးပြုတဲ့အရာတွေကဟိရှိမူချီに使われる色はကန်ဆူမှုကိုရှောင်ရှားဖို့အတွက်ပန်းရောင်ဖူကိုကိုစားခဲ့ရတာမယ်နိမမိုရီတို့အဖြူပါတန့်ရှင်းခြင်းနဲ့အစိမ်းရောင်ကကျန်းမာရေးကိုရည်ညွှန်းပါတယ်白は清潔緑は健康を象徴していますဒါဆိုလို့ရှိရင်ဒီနေ့ရဲ့သင်ခန်းစာ၈မှာအားလုံးပဲလေ့လာခဲ့ကြတာက3လပိုင်း3ရက်နေ့မှာကျင်းပလေးရှိရဲ့ညမှာစတူဒီဆိုတဲ့ပွဲတော်အကြောင်းဖြစ်ပါတယ်နော်။နောက်လာမယ့်သင်ခန်းစာ9မှာအားလုံးနဲ့အတူတူပြန်ဆုံကြပါမယ်။このビデオを見てくれてありがとうございました。じゃあまたね。バイバイ。